အားလုံးမင်္ဂလာပါပျော်ရွှင်စရာကောင်းသောနေ့တစ်ဖြစ်ပါစေ2026ခုနှစ်ဇန်နဝါရီလမှာတော့နှုတ်ကပတ်တော်နေ့ဆုတောင်းကြဖို့ပုပ်ရဟန်းမင်းကြီးလီယိုအရှင်မြတ်ကကျွန်တော်တို့အားလုံးကိုဖိတ်ခေါ်ထားပါတယ်ဖျားသခင်နှုတ်ကပတ်တော်နေ့အတူဆုတောင်းခြင်းအဖြစ်ကျွန်တော်တို့ဘဝအတွက်နေ့စဉ်ဝိညာဉ်အာဟာရဖြစ်စေပြီးလူအဖွဲ့အစည်းရဲ့မျှော်လင့်ချက်အရင်းအမြစ်တစ်ခုဖြစ်လာစေုံနာမကကျွန်တော်တို့ကြားတွင်ညီကိုမောင်နှမစိတ်ဓာတ်ပုံမခိုင်းမာလာစေကသာသနာတော်ရဲ့သာသနာပြုတည်ဆောက်ရေး၌ပူပေါင်းပါဝင်ကူညီနိုင်ကြစေရန်အတွက်ဆုတောင်းကြရမှာပဲဖြစ်ပါတယ်ဆုတောင်းကြပါစို့အိုဖခမည်းတော်၏အသက်ရှင်တော်မူသောနှုတ်ကပတ်တော်ယေရှုဖျားသခင်ကိုတော်၌တာလျင်ကျွန်ုပ်တို့၏ခြေလမ်းများကိုလမ်းညွှန်ပေးသည့်အလင်းတော်ကိုကျွန်ုပ်တို့တွေ့ရှိကြပါသည်လူတို့၏နှလုံးသားသည်မငြိမ်မသက်ရှိနေခြင်းဘဝ၏အသိပယ်ကိုဆာလောင်မွတ်တိတ်စွာရှင်သန်နေရခြင်းကြောင့်ကိုရရှင်မြတ်၏ဧဝံဂေလိတရားတော်လျင်ငြိမ်းချမ်းမှုနှင့်ပြည့်စုံမှုကိုပေးစွမ်းနိုင်ကြောင်းကျွန်ုပ်တို့သိရှိကြပါသည်တမန်ကျမ်းစာ၌ကိုရရှင်အတန်ကိုနေ့စဉ်နားထောင်နိုင်စေတော်မူပါကိုရရှင်ဖိတ်ခေါ်တန်များ၏စိန်ခေါ်မှုကိုကျွန်ုပ်တို့ကိုယ်တိုင်နားလည်သိရှိစေရန်ကိုရောနှလုံးသားနှင့်နိကပ်မှုမှကျွန်ုပ်တို့၏ဆုံးဖြတ်ချက်များကိုခွဲခြားဆန်းစစ်သိမြင်နိုင်စေရန်ကျွန်ုပ်တို့အားတွင်တင်ပြသပေးတော်မူပါကိုရောရှင်နှုတ်ကပတ်တော်သည်ပင်မနွမ်းနယ်ခြင်းဝိညာဉ်အာဟာရဖြစ်စေပါမောင်မိုက်မှုကြားတွင်မျောလင့်ချက်ဖြစ်စေပြီးကျွန်ုပ်တို့၏အတိုင်းဝိုင်းများတွင်ခွန်အားဖြစ်စေပါကိုရိုင်းနှုတ်ကပတ်တော်သည်ကျွန်ုပ်တို့၏နှုတ်ခမ်းသို့မဟုတ်နှလုံးသားမှမပြောက်ဆုံးစေဘဲအမြဲတည်ရှိစေတော်မူပါနှုတ်ကပတ်တော်ဖြင့်ကျွန်ုပ်တို့ကိုကိုရို၏သားသမီးများညီကိုမောင်နှမများတပည့်တော်များနှင့်ကိုရောကောင်းကင်နိုင်ငံတော်၏သာသနာပြုများဖြစ်စေတော်မူပါကျွန်ုပ်တို့အားနှုတ်ကပတ်တော်ဖြင့်ဆုတောင်းသည့်သာသနာတော်ဖြစ်စေပြီး၎င်းပေါ်တွင်တည်ဆောက်ကဝမ်းမြောက်မှုဖြင့်မျှဝေသူများဖြစ်စေတော်မူပါသို့မှသာလူတိုင်းမျှော်လင့်သည့်ကဘာတစ်တစ်ခုပြန်လည်မွေးဖွားနိုင်မည်ဖြစ်ပေသည်ကိုရိုင်းနှုတ်ကပတ်တော်၌ကိုရိုနှင့်တွေ့ဆုံခြင်းဖြင့်ကျွန်ုပ်တို့ယုံကြည်ခြင်းတိုးပွားစေပြီးအခြားသူများအထူးသဖြင့်အားအနည်းဆုံးသူများကိုတွားရောက်ကူညီနိုင်ရန်ခွင့်လွှတ်တတ်ရန်ပေါင်းကူးတရားတည်ဆောက်နိုင်ရန်နှင့်နှုတ်ကပတ်တော်ကိုတက်သေးခံဝေမျှနိုင်ရန်ကျွန်ုပ်တို့၏နှလုံးသားကိုလုံဆော်ပေးတော်မူပါအာမင်အားလုံးပေါ်ဖျားရှင်ကောင်းချီးပေးပါစေမြန်မာပြည်အမြန်ဆုံးငြိမ်းချမ်းခြင်းကျေးဇူးတော်ရရှိပါစေအာမင်